ကဲကျွန်တော်တို့ရွာရှုခင်းဘလောက်လှလဲဆိုကျွန်တော်ရိုက်ပြမယ်ပေါ့နော်တိမ်ပင်လေတွေလည်းရှိုးလို့ရတယ်ပေါ့နော်ကဲဒါတော့ကျွန်တော်တို့ရွာရဲ့တိမ်ပင်လေပေါ့နော်ဟိုးဖက်တောင်ပေါ်မှာတွားကြည့်လို့ရှိရင်တော့တော်တော်လေးလှတယ်နော်ဒါတောင်နေအပြည့်ထိမဟုတ်တော့အလောက်ကြီးမလှဘူးပေါ့နော်ဒါပေမဲ့မဆိုးပါဘူးတက်ပုံလေးပါလေးရိုက်လို့ရှိရင်တော်တော်လေးအမှတ်တရဖြစ်မယ်ပေါ့နော်တောင်ပေါ်ဒေတာဆိုတော့တောင်တန်းနေပဲပေါ့နော်တောင်တန်းနေကြားကတိမ်ပင်လေပေါ့ကဲအခုရွာရောက်တော့အလောက်ကတော့တော်တော်လေးကျန်းနေပေါ့နော်ခုတော့ထင်းတော့ခုတ်ရပေါ့နော်ဒီမှာတမကိုဖက်မီးတွေပါလေမရတော့ထင်းမဲတုံးကြတယ်ပေါ့နော်ရက်မိုင်ဝဲเข้าบ้านไหนเลยကဲဒါတော့ကျွန်တော်တို့ရွာရဲ့တိမ်ပင်လေပေါ့နော်ဟိုးဖက်တောင်ပေါ်မှာတွားကြည့်လို့ရှိရင်တော့တော်တော်လေးလှတယ်နော်ဒါတောင်နေအပြည့်ထိမဟုတ်တော့အလောက်ကြီးမလှဘူးပေါ့နော်ဒါပေမဲ့မဆိုးပါဘူးတက်ပုံလေးပါလေးရိုက်လို့ရှိရင်တော်တော်လေးအမှတ်တရဖြစ်မယ်ပေါ့နော်တောင်ပေါ်ဒေတာဆိုတော့တောင်တန်းနေပဲပေါ့နော်တောင်တန်းနေကြားကတိမ်ပင်လေပေါ့